မယောဂီပေါင်းတော်ကောင်းတို့ဖုံဖုံတမြန်နေရတင်ပေးလိုက်တဲ့ကုသရန်ခက်ခဲနေသောယောဂဇိုးများအနာဇိုးများတက်တာပျောက်ကင်းစေသောမဟာအာတာနာရိယတုတ်တံမှာလာတဲ့ဇိနံဝန္ဒထကောရမန်ဆိုတဲ့ဂါရတော်ကြီးကိုတချို့သောတရားတော်မှာပေါင်းတော်ကောင်းများကဂါရတော်ရွတ်ဖတ်ပုံရွတ်ဖတ်နည်းနဲ့ဂါရတော်အသုံးပြုပုံအသုံးပြုနည်းများကိုပူးတွဲ၍တင်ပေးပါဖျားဆိုလို့ဒုတိယအကြိမ်ဂါရတော်ကိုရွတ်ဖတ်ပုံရွတ်ဖတ်နည်းနဲ့အသုံးပြုပုံအသုံးပြုနည်းကိုပူးတွဲ၍တင်ပေးလိုက်တာဖြစ်ပါတယ်ဂါရတော်ကြီးကိုမရွတ်ဖတ်မီဗုဒ္ဓမြတ်စွာဘုရားရုပ်ပွားတော်ရှင်မှာတောက်တော်ရည်များစက္ကန့်လူတန်းမှာတောက်တော်ရည်စက္ကန့်လူတန်းပြီးပြီဆိုရင်ဩဃာသရှင်ခိုတရဏဂုံ၃ပါးနဲ့တကွာအင်္ဂါ၅ပါးနဲ့ပြည့်စုံတဲ့သီလတွေကိုခံယူဆောင်ထိန်မှာ၅ပါးသီလခံယူပြီးသွားပြီဆိုရင်ယခုခါရတော်မြတ်ကြီးကိုပရိတပတ်ပြည့်အောင်စိတ်ပါပရိတပတ်ပြည့်သွားပြီဆိုလို့ရှိရင်ဖြစ်ပေါ်နေတဲ့ဝေဒနာတွေလင်းမြန်စွာတက်တာပျောက်ကင်းပါရစေဖရာဆိုပြီးတော့လဲဆုတောင်းမှာမိမိစိတ်ထားတဲ့ပရိတပတ်ကိုလည်း32ပုံကျင်လေကုန်သောဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝါအနန္တမှန်သမျှတွေကိုအမြတ်တမ်းပေးဝေလိုက်ပါမေတ္တာပို့တာလိုက်ပါဂါရတော်ကြီးကိုရွတ်ဖတ်ပုံရွတ်ဖတ်နည်းကတော့ဇိနံဝန္ဒထဂေါရမံဇိနံဝန္ဒာမဂေါရမံဝိဇာစရဏတံပနံဗုဒ္ဓံဝန္ဒာမဂေါရမံဒုတိယကြိမ်ပြန်ရွတ်ပြပါမယ်ဇိနံဝန္ဒထဂေါရမံဇိနံဝန္ဒာမဂေါရမံဝိဇာစရဏတံပနံဗုဒ္ဓံဝန္ဒာမဂေါရမံလို့ရွတ်ဖတ်ပူဇော်သွားရမှာဖြစ်ပါတယ်ထိုကားတော်မြတ်ကြီးကိုနာရတဲ့ကောင်းမှုကုသိုလ်ကံစေတနာတို့ကြောင့်အားလုံးသော9ရက်သားသမီးတွေမကောင်းသောဘေးမျိုးမျိုးဒဏ်မျိုးမျိုးရန်မျိုးမျိုးအန္တရာယ်မျိုးမျိုးယောဂမျိုးမျိုးအနှောက်အယှက်မျိုးမျိုးပူပန်ခြင်းမျိုးမျိုးစိုးရင်ခြင်းမျိုးမျိုးထိတ်เสียလန့်เสียကြောက်เสียမျိုးမျိုးတဘာဝကပ်ပေမျိုးမျိုးတို့မကင်းဝေးပြီးတော့တက်ရှိချမ်းမှစိတ်ချမ်းသာလျက်လိုရာဆန္ဒတခဏတန်တာလာယုံနဲ့ထာဝရပြည့်စုံပြီးတော့ပန်းထက်မွေစမ်းတဲ့အေးပျော်ရွှင်ငြိမ်းချမ်းအသက်ရှည်အနာမဲ့တဲ့ဘဝပိုင်ရှင်လေးတွေဖြစ်ကြပါစေ